တီးဖို့ကောင်းရဲဆိုရင်တချင်း intro လေးပြပါမယ်သူရဲ့ key ကတော့ A key ပါ intro မှာတော့ D နဲ့စတယ်ပေါ့ဒါ D ပေါ့နော် D ရဲ့အကြီးဆုံး octave နောက်ကိုယူထားတာပေါ့နော် D A sorry position နဲ့တကောင်လေး A ပဲပေါ့နော်ဒီတိကျမယ် sorry D ပေါ့နော်ဘာ E ပေါ့နော် sorry E ဒါမျိုးဒီမျိုးပုံစံလေးပဲရှိတဲ့ထပ်တော့တယ်ဒီတိကျအောင်နောက်ပြန်လာတယ်အဲ့လိုမျိုးနော်YouTube ဆိုရင် channel လေးကို subscribe လေးလုပ်ပြီးကြအောင် TikTok ဆိုရင် share လေးနဲ့ကိုကြည့်တော့ရအောင်